ဂန်နာတို့ရဲ့အမြင့်မာဆုံးအိမ်မက်ဖြစ်တဲ့ချန်ပီယံလိဖလားကိုဒီနေ့မှာရရှိသွားမှာလားညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ညီကိုတွေကျွန်တော်ကိုတောင်းဆိုထားတဲ့ PSG နဲ့ Arsenal တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်ပြုလုပ်ပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ညီကိုတို့အနေနဲ့ဒီဗီဒီယိုမှာကျွန်တော်ကို Manchester United fan အနေနဲ့မမြင်ဘဲနဲ့တာမန်ဘောလုံးပွဲကိုဝါဒနာပါတဲ့လူတစ်ယောက်အနေနဲ့မြင်ပေးပါအဲ့ဒီအတွက်ကြောင့်မို့လို့လဲကျွန်တော်အနေနဲ့ Man U အင်ဂျီကိုလည်းကျွန်တော်မိုးထားတဲ့အပြင်ကိုမှကျွန်တော်ရဲ့အနောက်မှာလည်းကျွန်တော်ချစ်တဲ့ Man U ရဲ့ logo နဲ့ပတ်သက်တဲ့အရာတွေကျွန်တော်မထားပါဘူးကျွန်တော်အနေနဲ့တမာတမတ်နဲ့ပဲကျွန်တော်ပွဲကြိုသုံးသက်ချက်လေးကျွန်တော်ပြုလုပ်ချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်အနေနဲ့ဒီနှစ်သင်းကြားမှာရှိတဲ့အားနည်းချက်အားသာချက်တွေကိုပဲကျွန်တော်ပြောသွားမယ်ဘေးအသင်းကနိုင်သွားမယ်ရှုံးသွားမယ်ဆိုပြီးတော့ကျွန်တော်မပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ final ဖြစ်တဲ့အပေါ်မှာဒီနှစ်သင်းလုံးက90-50လို့ပဲကျွန်တော်သတ်မှတ်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဂိုးရလက်ကိုတော့ကျွန်တော်ထည့်ပြီးတော့ခမှန်းပေးချင်ပါတယ်အဲ့တော့ Arsenal အသင်းရဲ့အားသာချက်တွေကိုကျွန်တော်ဘယ်လိုမြင်လဲဆိုရင်တော့ Arsenal အသင်းကဒီယာဒီမှာ EPL ချန်ပီယံဖြစ်ထားတဲ့အပေါ်မှာသူတို့ရဲ့ကစားသမားတွေရဲ့စိတ်ထဲမှာဒီချန်ပီယံလိဖလားကိုလည်းရယူချင်တဲ့စိတ်တွေတော်တော်လေးကိုပြင်းထန်နေမယ်လို့ကျွန်တော်ကတော့ထင်တယ်ပြီးတော့ Arsenal အသင်းရဲ့အဓိကအားသာချက်ကဘာလဲဆိုရင်တော့သူတို့ရဲ့ခံစစ်ပဲခံစစ်ကတော်တော်လေးကောင်းတယ်အဲ့ဒီအပြင်ကမှသူတို့ရဲ့ဂိုးသမားကလည်းတော်တော်လေးကိုကောင်းတဲ့လက်စွမ်းရှိတဲ့ဂိုးသမားလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာဒီနေ့ပွဲမှာတင်းပါကလည်းပြန်ပါလာမယ်ဆိုတော့သူတို့ရဲ့ခံစစ်ကတော့ဒီနေ့ပွဲမှာအားသာချက်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့ဒီယာဒီရဲ့အဓိကအားသာချက်ကိုပြောရမယ်ဆိုရင်တော့သူတို့အသင်းအနေနဲ့ Man City ကိုရှုံးသွားပြီးတော့စိတ်သက်ကြခြင်းမရှိဘဲနဲ့နောက်ပွဲတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ကန်ပြီးတော့ဖလားရယူသွားတဲ့အားသာချက်ကလည်းရှိတယ်လို့ကျွန်တော်ကတော့မြင်တယ် Arsenal အသင်းရဲ့အဓိကအားနည်းချက်ကဘာလဲဆိုရင်တော့သူတို့ရဲ့နီးပြရောကစားသမားတွေရောက final ပွဲတွေနဲ့ပတ်သက်လာပြီးဆိုရင်နည်းနည်းလေးအတွေ့အကြုံအားနည်းပြီးတော့ကြောက်စိတ်တွေပါနေတတ်တာကသူတို့ရဲ့အဓိကအားနည်းချက်လို့တော့ကျွန်တော်မြင်တယ်သူတို့ရဲ့နီးပြအာတေတာအနေနဲ့ကလည်းအခုလိုမျိုးအရေးကြီးတဲ့ပွဲစဉ်တွေမှာဆိုရင်လူထုတ်ပုံတွေကမှားတတ်တယ်ပေါ့နော်ဒါကလည်းသူတို့ရဲ့အားနည်းချက်လို့ပဲကျွန်တော်ကတော့မြင်တယ်နောက်ပြီးတော့ Arsenal ကတခြားအသင်းတွေနဲ့မတူတာကသူတို့က final ပွဲကို final ပွဲလို့ကစားရင်ရလက်ကစိုးတတ်တယ်ဒါပေမဲ့final ပွဲကိုတာမန်ပွဲလို့နိုင်အောင်ကစားရင်တော့ရလက်ကကောင်းတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်PSG အနေနဲ့အားသာချက်ကိုပြောရမယ်ဆိုရင်တော့တိတ်ပြီးတော့ပြောစရာမရှိဘူးညီကိုတော့တော်တော်လေးကိုကောင်းတဲ့အသင်းဆိုတော့ကျွန်တော်တို့ကတော်တော်လေးကိုရှာရတယ်ပေါ့နော်ဒါပေမဲ့အဓိကအချက်အနေနဲ့ဆိုရင်တော့သူတို့ရဲ့ကစားသမားအရေးသွေးတွေကတော်တော်လေးကိုကောင်းတယ်တခြားအသင်းတွေရှင်ဖို့ဆိုတာကတော့မဖြစ်နိုင်သေးဘူးလို့ကျွန်တော်ကတော့မြင်တယ်သူတို့ရဲ့နီးပြကလည်းတော်တော်လေးကိုအရေးသွေးကောင်းတဲ့နီးပြလို့ကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်ကြားဘူးတာကတော့ Champions League Final ကို2ခါရောက်ဘူးတယ်အဲ့ဒီ2ခါလုံးလည်းဖလားကိုယူထားတဲ့နီးပြလို့ကျွန်တော်ကြားဘူးတယ်ပေါ့နော်ဒီအချိန်မှာလည်းသူ့ရဲ့နီးပြအနေနဲ့ပေါ့နော်ပနက်နဲ့ရယူသွားနိုင်မလားမယူနိုင်ဘူးလားဆိုတာကိုတော့ကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပေါ့နော်ဒါပေမဲ့ဘေးအရာမဆိုရင်အားနည်းချက်ရှိတယ်ဆိုတဲ့အတိုင်းသူတို့ရဲ့အသင်းမှာလည်းအားနည်းချက်ကတော့ရှိတယ်ပေါ့နော်ဒါကဘာလဲဆိုရင်တော့ကစားသမားတွေအနေနဲ့တချို့ပွဲတွေမှာစီးလုံးမှုပျောက်တဲ့ပြဿနာလေးတွေကလည်းအားနည်းချက်ဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒီအချက်ကအာဆင်နယ်နဲ့မတူဘူးအာဆင်နယ်အသင်းကကြတော့ကစားသမားတွေကစီးစီးလုံးလုံးနဲ့ကစားတတ်တာကိုကျွန်တော်ကတော့သတိထားမိတယ်ပေါ့နော်ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့အာဆင်နယ်အသင်းအနေနဲ့ pressure တွေကြောက်စိတ်တွေမထားဘဲနဲ့ကစားသွားနိုင်မယ်ဆိုရင်တော့သူတို့ရဲ့အောင်မြင်မှုကိုရရှိသွားမှာဖြစ်ပြီးတော့ PSG အသင်းအနေနဲ့စီးလုံးမှုကိုတိဆောက်ပြီးတော့တစ်ဖက်အသင်းကိုရှော့မတွက်ဘဲနဲ့ကစားသွားမယ်ဆိုရင် PSG အသင်းအနေနဲ့အနိုင်ရသွားမယ်လို့ကျွန်တော်ကတော့ခန့်မှန်းချင်ပါတယ်ဂိုးရလက်ကိုကျွန်တော်ခန့်မှန်းရမယ်ဆိုရင်တော့ဘေးအသင်းပဲ9-9 1-0 2-0ဒါမှမဟုတ်ရင်လည်း2-1ဆိုတဲ့ရလက်ပဲထွက်သွားမယ်လို့ကျွန်တော်ကတော့ခန့်မှန်းချင်ပါတယ်ညီကိုတို့အနေနဲ့ရောဘယ်လိုထင်ကြလဲကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်